ဆို online မလုပ်ခင်မှာ offline မှာအပြင်မှာဈေးတွေရောင်းခဲ့တယ်အဲ့ဒီချိန်တုန်းကဆိုင်ငယ်တစ်စီးနဲ့ရောင်းခဲ့တာတွေရှိတယ်ဆိုင်ဖွင့်တဲ့ခါတွေရှိတယ်ဆိုင်ဖွင့်ခဲ့တယ်ဒါပေမဲ့အဲ့ဒီဆိုင်ကိုကိုယ်တိုင်မလုပ်နိုင်ဘူးဘာဖြစ်လဲဆိုတော့အဲ့ချိန်မှာတစ်ဖက်မှာရက်တီဖို့တော့ဝန်ထမ်းအလုပ်ကိုဝန်ထမ်းလုံနေတဲ့အချိန်ဖြစ်တဲ့အတွက်ဒီဆိုင်အမြင်နဲ့မကြည့်ပေးနိုင်ဘူးတခြားလူတွေနဲ့ကြည့်ခိုင်းခဲ့တာပေါ့နော်အဲ့ချက်မှာအရင်ပင်မန်းတယ်ဘာလို့လဲဆိုတော့မိုးတွင်းဆိုရင်တော့ customer အလာကိုရဆောက်ရတယ်ပြောချင်တဲ့ပေါ်တယ်တို့ offline မှာကျတော့ customer မလာရင်တို့ဈေးရောင်းလို့မရဘူးအဲ့ကြောင့် customer လာတဲ့အချိန်ကိုပဲထိုင်ဆောင်နေရတော့အရန်ပင်ပန်းတယ်အဲ့ဒီအချိန်မှာ offline မှာနောက်တော့အရန်ပင်ပန်းတဲ့အချိန်မှာစဉ်းစားတယ်အဲ့မှာအဖြေစဉ်းစားတော့2023မှာ online ကနေစသွားမယ်ဆိုပြီးစဉ်းစားတယ်online နေစသွားတဲ့အချိန်မှာလဲလုံးဝနီးစနစ်တကျနဲ့မသွားတတ်ဘူးဒီတိုင်း post တင်လိုက်ရင်လူတွေကငါ့စီမှာလာဝယ်မှာပဲဆိုတဲ့စိတ်နဲ့post ပဲတောက်လျှောက်တင်တာ Facebook နဲ့စတာပေါ့နော် Facebook မှာ post တင်တယ်ရှောက်ပြီးတော့တင်တာပေါ့ပြောမှဆိုရင်ကိုယ့်စီမှာဖက်နက်ဒီဇိုင်းအချိန်တော့ဖက်နက်တွေ cosmetic ရဲ့အထည်ရရောင်းတော့ရှိသမျှတွေလိုပဲရှောက်တင်တာတော့တင်တိုင်းအယောင်တွေတင်တယ် color တွေတင်တယ်မျိုးစုံတင်တာပေါ့နော်တင်တယ်ဒါပေမဲ့အဲ့ချိန်မှာတော့လူအရင်ကြီးလည်းဝယ်လာဆိုတော့လဲမေးတဲ့လူမရှိဘူးဝယ်တဲ့လူကတော့တယောက်နှစ်ယောက်ပဲရှိတယ်အရင်ကြီး customer မရှိဘူးအဲ့ဒီအရာနဲ့ဆိုတော့ရက်တီလို့မရဘူး Facebook ကဒါပေမဲ့ offline ကလည်းအဆင်မပြေဘူးအဲ့ချိန်မှာတို့ဒီနိုင်ငံရေးအခြေအနေတွေကိုဗစ်အခြေအနေတွေအဆင်မပြေမှုတွေကြောင့်အဲ့ဒီအချိန်မှာဆိုင်လုံးဝပိတ်လိုက်ရတယ်ပြောမယ်ဆိုလုံးဝဈေးရောင်းလို့မရတော့ရက်တီလို့မရတော့ဘူးမရတော့တော်တော်လေးစိတ်တက်ကြသွားတော့အဲ့ဒီအချိန်မှာဟုတ်ပြီကိုအဲ့ဒီအချိန်မှာကိုကျွမ်းကျင်တဲ့အရာကိုသူများကိုအားကိုးတာထက်ကိုတိုင်းကိုရဲ့ကိုတိုင်းနီးစနစ်ကြနဲ့ကိုပါမသူများပါမလောက်ရတဲ့အလုပ်ထက်ကိုလုံးရင်ကိုရတယ်ဆိုတော့အလုပ်တစ်ခုကိုတို့ရှာဖွေမယ်ဆိုပြီးတော့မှ online ကိုစတက်တော့ online စတက်တဲ့အချိန်မှာလည်းဗီဒီယိုမရိုက်တတ်တဲ့အခက်ခဲတွေပြဿနာတွေမျိုးစုံနဲ့ပေါ့အဲ့မှာ online ကိုစပြီးတော့တို့အချက်မှာတစ်ခုစဉ်းစားတယ်လုပ်ခဲ့တဲ့အရာကဇွဲမလျှော့တတ်ဘူးလုံးဝတော့ရောအားမလျှော့တတ်တဲ့လူမျိုးလုံးရင်အဆုံးထိလုံးတတ်တဲ့လူမျိုးဖြစ်တဲ့အတွက်ဒါစားရဲ့အားတာချက်နောက်တစ်ခုကအတွေးတစ်ခုပဲစဉ်းစားတယ်ငါဘာရချင်တာလဲငွေရချင်တယ်နေရာတစ်ခုရချင်တယ်အဲ့တော့ငါ online ကိုရအောင်သွားမယ်ငါလည်းတနေ့ကျရင်မအောင်မြင်နိုင်ဘူးလားငါအောင်မြင်နိုင်တာပဲတနေ့ကျရင်ငါလူတွေငါ့ကိုသိနေမှာပဲအခုတော့ရရင်အောင်မြင်နေလားဆိုတော့မဟုတ်ပြန်ဘူးတို့စူးစမ်းနေတဲ့လူတွေကဒါပေမဲ့နေရာတစ်ခုတော့တို့ရောက်နေပြီဝင်ငွေတစ်ခုလည်းအထိုက်တစ်ခုတို့ရနေပြီဒါပေမဲ့ online ကိုသွားရင်ခုနကပဲ online ကိုသွားရင်အားလာတဲ့အချက်က customer စောင့်စရာမလိုဘူးကိုက customer စီကိုတန်းသွားရုံပဲဆိုတော့တို့တိလာတဲ့အချိန်မှာပညာရေးတင်တယ်လေးလာတယ်တင်ယူတယ်ကိုရင်းနှီးမြှုပ်နှံတယ်လောက်လာတဲ့အချိန်မှာပင်မဆင်းရဲမှုတွေမရှိတော့ဘူးတတောက်တတာနဲ့ငွေရှာလို့ရတဲ့အနေထားထိကိုရောက်နေပြီ customer လည်းရှိနေပြီတို့အပြင် customer ဒီ online customer တွေတို့ရောက်နေပြီဖြစ်တဲ့အတွက် online ကိုမဖြစ်မနေသွားဖို့ပြောချင်ပါတယ် online ကကိုယ့်အတွက်ငွေအများကြီးရှာပေးနိုင်တဲ့နေရာဖြစ်တယ်ဆိုတာကိုတည်ထားဖို့လိုပါတယ်ကိုရင်းနှီးမြှုပ်နှံပါကျေးဇူးတင်ပါတယ်